ရိုးရိုးဘန်နေရနေပြီးတော့ qualify မဖြစ်ဘူးလို့ပြောလိုက်တိုင်းစိတ်တက်မကြပါနဲ့သူတို့ရိုးရိုးဘန်နေရ offer မလုပ်တဲ့ program တွေ NASA Mortgage မှာ offer လုပ်တဲ့ program တွေအများကြီးရှိပါတယ်ရိုးရိုးဘန်နေဆိုတာက Bank of America တို့ Fargo တို့ Chase တို့ Rocket Mortgage တို့ပါနော်သူတို့တွေမှာ offer လုပ်တဲ့ program တွေကအရင်နေပါတယ်သူတို့လုပ်တဲ့ program တွေက conventional FHA HELOC ပေါ့နော်အဲ့ဒါနောက်ပြီးတော့ VA loan ဒီလောက်ပဲ offer လုပ်တာပါ NASA မှာကအဲ့ဒီ program တွေအပြင်ကိုနော် reverse mortgage တို့ fix and flip loan church တို့ဘုန်းကြီးကျောင်းတို့ဝယ်ခြင်းလဲ NASA mortgage မှာအဲ့ program တွေရှိပါတယ်investor loan တွေရှိတယ် income မပြဝယ်လို့ရတဲ့ loan တွေရှိတယ်credit score မရှိဘဲနဲ့ဝယ်လို့ရတဲ့ loan တွေရှိတယ်နောက်ပြီးတော့ဟို bridge loan တို့ commercial loan တို့ပေါ့နော်နောက်ပြီးတော့ဟိုဒီ apartment building တို့ဝယ်တာတို့အဲ့ဒါတွေအကုန်လုံး NASA mortgage မှာရှိပါတယ်ဒါကြောင့်မို့သူတို့မရဘူးပြောတိုင်းစိတ်မလျှော့လိုက်ပါနဲ့ NASA mortgage ကိုဖုန်းခေါ်လိုက်ပါ